မင်္ဂလာပါဘယ်လာရီရဲ့ Starlight Skin ကတော့ Mobile Legends လက်အော်ချောင်းလေးကိုရောက်ရှိနေပါပြီ။ Diamond 300ဝန်းကျင်မှာဝယ်တင်သော skin တစ်ကောင်လေးဖြစ်တဲ့ Animation Effect နဲ့တင် Diamond 300ကန်နေဗျ။ Skin Effect တွေကလည်းလှတယ်ဒီ Metal ပေါင်ထဲမှာလည်းတော်တော်လေးပတ်ထားတဲ့ hero ကိုင်လို့ကောင်းတယ်။ Epic to Mind လောက်ကဒီ hero ကြီးကိုင်ပြီးတော့တက်လို့ရတယ်။ကျွန်တော်ကိုယ်တိုင်လည်း Skin Effect တွေသူရဲ့ scale combo တွေကိုကျွန်တော်စမ်းပြပေးထားပါတယ်။ Valorant fan တွေဒါမှမဟုတ် template ရတဲ့အများစုကတော့ဒီ scale ကိုချိန်နိုင်မယ်လို့ကျွန်တော်ထင်တယ်။ template ရမဟုတ်တဲ့ကျွန်တော်တော့ဒီ Valorant skin ကိုကျွန်တော်ဝယ်ထားတယ်။ Starlight skin ဝယ်ရညီကိုရင်းနေနဲ့ item တွေရရှိမယ်။ဒီ scale item တွေရရှိမဲ့ပြင် brother အနေနဲ့ short မှာ skin တွေကို exchange လို့ရမှာဖြစ်ပါတယ်။ကဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်ကျွန်တော်ကတော့ DB ဖြစ်ပါတယ်။ကျော် channel လေးကို like subscribe လေးလုပ်ခဲ့ပေးကြပါဦးဗျာနောက်ဗီဒီယိုများမှာပြန်တွေ့ပါဦးမယ်ဘိုင်ဘိုင်ပါဗျာ